ဆီယာနာတင်းတဲ့အထိဒီမြန်မာနိုင်ငံရဲ့ကုလသမဂ္ဂဆိုင်ရာအမေတိုင်းတိုင်တမိုင်ဂျိုမူထွန်းကလေမြန်မာပြည်သူနဲ့ရက်တီပြီးတော့ဒီစစ်တပ်ရဲ့မကောင်းဆိုးဝါးလုပ်နေမှုတွေပေါ့နော် UN မှာပြောသွားတာဟာကျွန်တော်တွေ့ရတယ်ပြည်သူဖက်ကနေရက်တီပြီးတော့ဒီအမှန်တရားပေါ်မှာရက်တီပြီးတော့ပြောနေတာဟာကျွန်တော်မြင်နေရတော့တချို့တွေကတော့အံ့ဩကြတာပေါ့နော်ဒါမဲ့ဒါသူရဲ့အမှန်တရားပေါ်မှာရက်တီတဲ့ပုံမှာဒေါက်တာဆဆာဘလူးမြင်တယ်လေအခုကျွန်တော်ကမတရားမှုကိုကျွန်တော်ဆန့်ကျင်ပြီးတော့ CDM လုပ်နေတဲ့လူတွေလေးများကြီးရှိတယ်နေ့တိုင်းဆန္ဒပြပြီးတော့ထွက်ပြီးတော့အသက်ပေးထူနေရတဲ့လူတွေလေးရှိနေတော့ဒီပုံမှာဘယ်လိုပြောချင်လဲပြီးရင်အဲ့ဒီဆရာကျော်မှုထွန်းနဲ့ဆရာဒေါက်တာဆဆာကဘယ်လိုတောင်းခွေဝေမှုကဘယ်လိုသွားမလဲဆိုတဲ့ဟာလေးဒီနေ့ပြောပေးစီချင်ဒီမနေ့ကျွန်တော်တို့တာမကြီးတော့ဥကြုံမြို့ထွန်းနဲ့ကျွန်တော်တို့စကားပြောပါတယ်เนาะဒီနေ့လည်းပြောပါတယ်မနေ့ပြောမှာပါတကပိတ်နဲ့ကျွန်တော်တို့အများအားပြောနေတာပါเนาะဒါကတော့ပြဿနာမဟုတ်ဘူးကျွန်တော်တို့လောက operation ကတော့အားလုံးကအစီအပြေနေဒီမနေ့ကိုမိကိုနိုင်ကိုကြီးမိအကိုလုံးလည်းကျွန်တော်ပြောပါတယ်เนาะကျွန်တော်အများအားချိတ်ဆက်နေပါတယ်ဆိုတော့ပြည်သူပြည်ပမှာလည်းခုနလိုကျွန်တော်ဟာเนาะအစိုးရဖက်ကနေပြီးတော့အမြိုင်ဆွတ်တွေရှိပါတယ်ဆိုတော့တခုပဲပြောချင်တာကတော့ဒီလာမဲ့နေ့ဒီမှာကျွန်တော်နဲ့ဥကြုံမှုထွန်းနဲ့ဥထီလင်းအောင်တို့ကျွန်တော်တို့ယောက်ကပြည်ပဆိုင်ရာမှာเนาะအများကြီးလှုပ်ရှားရှိတယ်လို့အများကြီးလုပ်ပါလိမ့်မယ်ဒါဟာလဲကျွန်တော်ပြည်သူလူထုဟာလည်းမျိုးဆူတောက်ပေးပြီးတော့ကျွန်တော်တို့ကိုအားပေးကြပါလို့မေတ္တာခါလုပ်ပါတယ်ဆိုတော့ဒါဟာကျွန်တော်အများကြီးလှုပ်ရှားရှိပါတယ်เนาะကျွန်တော်လည်းNew York မှာအခုလိုပေါ့အများကြီးလှုပ်ရှားရှိတယ် Washington DC မှာလည်းအများကြီးလှုပ်ရှားရှိတယ်အခုယာယီအစိုးရကိုဖွဲ့လာပြီးဆိုရင်ကျွန်တော်မှာအမေရိကသမ္မတနဲ့တွေ့ပြီးတော့မြန်မာနိုင်ငံယာယီအစိုးရနဲ့အမေရိကအစိုးရနဲ့ပါအတူတကွလှုပ်ရှားရှိတယ်လို့တာလုပ်မယ်ထုံနေတူပဲမြန်မာနိုင်ငံယာယီအစိုးရနဲ့ဗြိတိရှအစိုးရကပါလှုပ်ရှားရှိတယ်လှုပ်ရှားရှိတာလုပ်မယ်အဲ့လိုပေါ့ကျွန်တော်ဥရောပတိုင်းအမေရိကတိုင်းနဲ့အခုကျွန်တော်ရဲ့ဒီမိုကရေစီမဟာမိတ်တွေကိုကျွန်တော်နဲ့အတူတကွဒီအချိန်မှာကျွန်တော်မှာယဉ်နှမြုံတာပေးဖို့ရအတွက်မြန်မာနိုင်ငံကြီးဒီတနေ့ကျတော့ဒီမိုကရေစီနိုင်ငံဖြစ်လာပြီးတော့ Federal ပြည်ထောင်စုဖြစ်လာတဲ့တနေ့ကျရင်အာရှတိုက်ကကျွန်တော်တို့ညီကိုမောင်နှမတွေကျွန်တော်တို့ရဲ့အာရှမက်တွေကပဲပိုးပြီးတော့ပျော်ပါလိမ့်မယ်เนาะဒီငြိမ်တဲ့အင်းနာချီရှိတာဟာမငြိမ်တဲ့အင်းနာချီရှိတာတဲ့ပိုကောင်းတယ်ဒါကလူတိုင်းနားလည်တယ်အခုဆိုရင်တော့ China တောင်မှကျွန်တော်တို့ကူလာတမန်ကမှလေသူတို့လေတာပျောက်သွားပြီအဲ့မှာကျွန်တော်တို့တာမကြီးဥကြုံမျိုးထွက်ကပြောတဲ့အချိန်မှာအဲ့ဒီမှာတာမကြီးကိုလို့ကသူတို့ရေးထားတဲ့စာသားတွေကိုပျောက်နေတယ်ကျွန်တော်တွေ့တယ်အကိုလို့လေသူတို့ရေးထားเนาะအစစ်ရေးထားတဲ့စာသားတွေကိုလို့ပေါ့ကျွန်တော်ဘာပြောမလဲဆိုပြီးတော့ကျွန်မဘာပြောမလဲဆိုပြီးတော့ဒီလိုအစည်းအဝေးမှာတော့သူတို့ရေးထားပြီးသားပါလာကြတာပေါ့ statement တစ်ခုလို့ပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့သူရဲ့ကောင်းเนาะဥကြုံမျိုးထွက်ကဒီဇိုင်းမှာတိတ်ခါရှိတတ်ရှိရှိနဲ့အဲ့လိုပြောတဲ့အခါသူတို့ကနေပြီးတော့เนาะဘာပြောမှမသိတော့ဘူးเนาะတကယ်ပဲအဲ့မှာ electric shock ပြီးသွားတယ်တကယ်ပြောတာ electric shock ပြီးသွားတယ် international မှာဆိုတော့ကျွန်တော်တို့ဒါကိုလည်းအများကြီးတခါခွင့်ပေးပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တရုတ်နိုင်ငံတာမကြီးကိုလည်းကျွန်တော်တို့ဟာတွေ့နိုင်ဖို့ရအတွက်ကြိုးစားနေတယ်ရုရှားနိုင်ငံတာမကြီးကိုလည်းတွေ့နိုင်ဖို့ရအတွက်ကြိုးစားနေတယ်သူတို့ကိုလည်းအကြောင်းနဲ့အကျိုးနဲ့အကြောင်းကိုကျွန်တော်တို့ကိုဖော်ပြပေးမှဖြစ်ပါတယ်ဒါမှမဟုတ်ပဲနဲ့သူတို့ကအောက်ချိန်မှာဖြစ်နေတယ်ဥပမာတရုတ်တာမကြီးကအောက်ချိန်မှာဖြစ်နေတယ်ဟာကားမှာဘာဖြစ်နေလဲသူမသိဘူးလေနော်မြစ်ချနာမှာဘာဖြစ်နေလဲမသိဘူးလေသိဘူးတော့မြစ်ချနာနဲ့နယူးယောက်ကအရာဝေးတယ်လေဟာကားနဲ့နယူးယောက်ကဝေးတယ်လေကျွန်တော်တို့ကကိုယ်စလဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လူထုနဲ့ချိတ်ဆက်ရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ရုရှားတာမကြီးလည်းကျွန်တော်ပြောဖို့တွေးဆိုဖို့စူးစမ်းနေတယ်ဒီပြတရုတ်တာမကြီးနဲ့လည်းတွေးဆိုဖို့စူးစမ်းနေတယ်အဲ့လိုပေါ့နော်အဲ့ဒီမှာလူချွေးကောင်စီမှာ15နိုင်ငံ16နိုင်ငံထိုင်တယ်အဲ့ဒီ16နိုင်ငံထိုင်တဲ့ကိုယ်စလဲအားလုံးအာရှလည်းပါတယ်သူတို့ကိုလည်းကျွန်တော်တွေးပြီးတော့ဒီလိုဖြစ်နေပါတယ်ဒါအကြဖက်နေပါတယ်လူအခွင့်အရေးကိုချိုးဖောက်နေပါတယ်ဒီလိုဖြစ်နေပါတယ်ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကပေါ်လာပြီးတက်လာပြီးဒီပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုအားပေးကြပါကျွန်တော်တို့သမ္မတကြီးဦးဝီမင်းနဲ့ကျွန်တော်တို့ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်းအများစုချက်ချင်းထုတ်ပေးပြီးတော့ဒီတမတော်ဒီအာဏာသိရှိကောင်စီတရားမဝင်ရှိကောင်စီကနေပြီးတော့သူတို့ဟာတ
ကျွန်တော်တို့ကိုအာဏာပြန်မှုတ်ပေးလိုက်တဲ့အချိန်ကျရင်တော့ကျွန်တော်တို့ကအဲ့ဒီယာယီအစိုးရကိုပြန်ဖြတ်ပြီးတော့အခုဆက်လက်အစိုးရနဲ့ကိုပြန်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုလို့နိဗျူဟာအဖြစ်တော့စီစီထားပြီးသားဖြစ်တယ်လို့အကိုလို့ကလည်းနိုင်ငံတကာထောက်ခံမှုလည်းရပြီးသားဖြစ်နေကျွန်တော်နဲ့ဦးကျော်မျိုးထွန်းနဲ့ဦးထေရီအောင်ကျွန်တော်တို့၃ယောက်ကတော့အတူတကွကျွန်တော်တို့ဟာเนาะခိုင်ခိုင်မာမာနဲ့ရတည်တော့မှာဖြစ်ပါတယ်